လွန်ခဲ့တဲ့10နှစ်ပေါ့နော်2018 8လပိုင်း10ရက်နေ့မှာစတင်ခဲ့တယ်ကျွန်တော်တို့မွန်းနက်သားကဒီနေ့ဆိုလို့ရှိရင်8လပိုင်း10ရက်နေ့2026ဆိုတော့10နှစ်ရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျလွန်ခဲ့တဲ့10နှစ်ကနေပြီးတော့ကျွန်တော်ကိုယ်တိုင်စားခဲ့တဲ့ဒီမွန်းနက်သားကျွန်တော်တို့လုပ်ငန်းစုတစ်ခုလုံးကအခုဆိုလို့ရှိရင်အရင်အထက်ကိုအများကြီးပုံမကောင်းမွန်တဲ့လုပ်ငန်းစုတစ်ခုဖြစ်ကိုကျွန်တော်တို့ရက်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျအရင်တော့ကျွန်တော်တို့မွန်းနက်သားရဲ့ member အင်အားက3ယောက်နဲ့စတင်ခဲ့တဲ့ကျွန်တော်မွန်းနက်သားအခုဆိုရင် member 28ယောက်ထိတောင်ဖြစ်လာပြီဖြစ်ပါတယ်ခင်ဗျ10နှစ်တိုင်တိုင်အပေါ်ပစ္စည်းစင်တာရော service ကောပစ္စည်းအရောင်းတွေရောပေါ့နော်အခက်အခဲတွေလည်းရှိတယ်အောင်မြင်မှုတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကတဆင်ချင်းစီဖြတ်ကျော်ပြီးတော့ customer တွေအတွက်အခုချိန်ထိအကောင်းဆုံးတာဝန်ယူမှုတာဝန်ခံမှုနဲ့အကောင်းဆုံးဆိုတဲ့ service တွေပေးပြီးတော့အကောင်းမွန်ဆုံးရက်တည်နေနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအရင်တော့ဆိုကျွန်တော်တို့ကပကြားအာရီ3မိန်းတစ်မျိုးပဲရောင်းတယ်အခုနောက်ပိုင်းဆိုကျွန်တော် EV cycle တွေရောengine bay တွေရောအခုစပြီးတော့ရောင်းလာပြီပေါ့နော်ကျွန်တော်တို့ကအယောင်းတစ်ခုတည်းမဟုတ်ပဲနဲ့ customer တွေကိုကိုချင်းစာတရားကိုဥထိတ်ထားပြီးတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့အကောင်းဆုံးကိုဆောင်မှုပေးလာတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ customer တွေကိုဒီအခု10နှစ်ကနေနောက်နှစ်ပေါင်းများစွာတိုင်အောင်ဆက်လက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ဝန်ဆောင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဆိုရင်လည်းကျွန်တော်တို့က10နှစ်ပြည့်အမတ်တရကိတ်မုတ်ခွဲမယ်ကိတ်မုတ်ခွဲပြီးွားရင်ကျွန်တော်တို့နောက်ထပ်ဒီညကိုလည်းကျွန်တော်တို့ရဲ့တိမ်းမှန်ပါတယ်ဗောနော်မွန်းနက်သားရဲ့မိသားစုတွေအကုန်လုံးနဲ့ anniversary dinner လေးလည်းကျွန်တော်တို့စီစဉ်ထားတာရှိပါတယ်ခင်ဗျဒီနေ့ကကျွန်တော်မိုးလေးနည်းနည်းလေးရွာနေတယ်ဒါပေမဲ့မနက်ထဲကကျွန်တော်စိတ်ထဲမှာဗောနော်ဒါဒီ10နှစ်တိုင်အောင်ကျွန်တော်တို့ရက်တည်ခဲ့တဲ့ဟာကိုကျွန်တော်တွေးရင်နဲ့စိတ်ထဲမှာအရင်ကြည်နူးမိတယ်ပျော်လဲအရင်ပျော်တယ်ဗျာဒီအခြေအနေထိကိုပေါ့နော်ကျွန်တော်တို့ customer တွေကိုလည်းကျွန်တော်တို့လိပ်ပြလုံးတယ်ကျွန်တော်တို့ဘယ်အကြောင်းဘယ်အခြေအနေမှဘာကိစ္စမဆိုကျွန်တော်တို့အကောင်းဆုံးကိုဆောင်မှုပေးကြတာဖြစ်တယ်ဒီ10နှစ်ဆိုတဲ့အချိန်တောတွင်းမှာကျွန်တော်အပါအဝင်ကျွန်တော်တို့မွန်းနက်သားရဲ့ group တစ်ခုလုံးက member တွေအကုန်လုံးကြောင့်အဆင်မပြေတာတစ်ခုရှိခဲ့ရင်လည်းကျွန်တော်ဒီနေရာနဲ့အနုညွတ်တောင်းပန်ပါတယ်ခင်ဗျာအဆင်ပြေခဲ့ရင်လည်းကျွန်တော်တို့ဒီထက်ကိုပို့ပြီးတော့အဆင်ပြေအောင်ကျွန်တော်တို့စူးစမ်းပေးမယ်လို့ကျွန်တော်တို့ဂတိသစ္စာပြုရပါတယ်ခင်ဗျာခဏနေကိတ်မုတ်ခွဲမှာဆိုဆက်လက်ပြီးကြည့်ရှုပေးကြပါဦးခင်ဗျာမင်္ဂလာပါမင်္ဂလာပါဒီမွန်းနက်သားမှာပေါ့နော်အလုပ်စဝင်တာဘယ်တော့တော့စဝင်တာလဲခင်ဗျာဟုတ်တလာပိုင်း2020ကမွန်းနက်သားအခု10နှစ်ပြည့် anniversary လုပ်တယ်လုပ်တဲ့အတွက်ကြောင့်ရင်နာမှာဘယ်လိုခံစားချက်လဲပြောပြပေးပါပေါ့နော်10နှစ်ပြည့်တဲ့အချိန်ထိဒီမှာရှိနေရတဲ့အတွက်ပထမဆုံးကအရန်ပျော်ပါတယ်ဒုတိယကတော့နောက်ထပ်လဲ anniversary တိုင်းမှာရှိနေကြပါတယ်လောက်မှာဟိုပြောတာလေးတွေရှိမယ်စိတ်ပူပန်လေးတွေရှိမယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခါလေးကြာရင်ပေါ့ကိုကျင်တဲ့စကားလေးတစ်ခုပြောချင်တယ်အဲ့လိုမျိုးစကားလေးတွေဘယ်လိုမျိုးလေးတွေပြောပြချင်တယ်ပါဟုတ်ပျော်စရာနဲ့စိတ်ရှုပ်စရာကတော့တွန်တွဲနေတာဆိုတော့စိတ်ရှုပ်စရာတွေရှိရင်ဝန်ထမ်းတွေအားလုံးနဲ့ပျော်လိုက်တာဆိုတော့အရင်တော့စိတ်ထဲမှာတော့စိတ်ရှုပ်စရာမရှိပါဘူးပျော်စရာတွေကများနေတဲ့အတွက်အဓိကကတော့ဝန်ထမ်းတွေအကုန်လုံးနဲ့ပို့ပြီးတော့ပျော်တဲ့အတွက်ဒီလောက်ကလေးမှာပြောရမယ်ဆိုရင်မထွက်ချင်တာပို့ပြီးတော့ချစ်နေတာပေါ့နော်မွန်းနက်သားမှာအလုံးလုံးရတာပေါ့ရှင်းပြပြ anniversary အတွင်းမှာဘယ်နှစ်နှစ်ရှိပြီလဲ3နှစ်ကျော်ပြီပေါ့3နှစ်ကျော်ပြီဆိုတော့အလုံးမှာအလုံးလုံးရတာအခက်ခဲဆုံးအရာပါလဲအခက်ခဲဆုံးအရာကတော့ engine ဘိုင်းတွေပါလောက်ရတာပေါ့3မိနစ်ပြင်တဲ့ကအခက်ခဲဆုံးပါပဲနောက်ထပ်ရှင်းပြဆိုရင်တဲ့မွန်းနက်သားကိုဘယ်လိုပုံစံမျိုးနဲ့မြင်ချင်လဲတဲ့ကျပို့ပြီးအောင်မြင်တဲ့အနေနဲ့တကူနဲ့မြင်ချင်ပါတယ်ဟုတ်ကိုယ်စကားတစ်ခုပဲပြောပေးရမယ်ဆိုရင်ဘာပြောချင်လဲတဲ့ကျေးဇူးတင်ပါတယ်လို့ဒီလိုအခြေအနေတစ်ခုရအောင်ထောက်ချောင်းထားပေးလို့ပေါ့ကူညီပေးတာလို့ပေးလို့ကျေးဇူးတင်ပါတယ်ဟုတ်တာမှာအလုပ်ဆောင်တာဘယ်နှခုနဲ့ဆောင်2022 9လပိုင်းလောက်ကပေါ့အဲ့ဒီတော့အလုပ်ဆောင်တာမုန်းလိုက်တာဘယ်လိုပုံစံမျိုးလဲအဲ့တော့ကတော့အရင်ဆိုင်ရတဲ့အရင်ကြီးမြမတော့မဟုတ်သေးဘူးပေါ့ဒါပေမဲ့အနေထားတစ်ခုတော့အောင်မြင်နေပါပြီဒါပေမဲ့အချိန်မှာပဲကျွန်တော်ခြေကမ်းနေပဲလှုပ်ဆောင်ဝင်ပြီမုန်းလိုက်တာမှာသူ့လောက်ရတာအခက်ခဲဆုံးမှရပါလို့ထင်တယ်အခက်ခဲတွေကတော့အများကြီးပဲပေါ့ရှိခဲ့ပါတယ် customer နဲ့စကားပြောတဲ့အခါတွေမှာတော့တော်တော်ထိမ့်ပြောရတာရှိပါတယ်အဲ့လိုမျိုးလေးတော့ねပို့ပြီးခက်ခဲတာပေါ့လောက်ရကန်ရတော့ဒီလိုတွေ့ကြုံနေပါညာလောက်ရတော့စင်ပြေပါတယ်ပြောင်းခွင့်ရမယ်ဆိုရင် boss ကိုပြောချင်တယ်ဆိုရင်ပါစကားပြောချင်ဟိုပြောချင်လို့စကားဆိုရင်ဘာပြောမလဲဆိုတော့ကျွန်တော်တို့ဒီလိုစားဝင်ပြီးတော့နောက်ပိုင်းရတာကျွန်တော်အတွေ့အကြုံတော်များအခုရှိရပဲကျွန်တော်သင်ခဲ့တာများပါတယ်ကိုကျင်တရားတွေရောပါလေဟိုအဲ့လိုမျိုးအဆုံးတော့ရဒီလိုတော့သင်ကြပေးပါတယ်ဟုတ်ကဲ့ပါမှာအလုံးဆောင်ဝင်တာဘယ်တော့ခုနေတော့လောက်ဖြစ်9နှစ်လောက်ရှိပြီပေါ့အလုံးရတာအခက်ခဲဆုံးပိုင်းရပါဖြစ်မယ်ကျွန်တော်ကစားဘစ်ကဆိုတော့စားဘစ်လူရင်ကနေတာအချိန်ပဲအခက်ခဲရှိပါတယ်ဒီရှင်းတဲ့အတွင်းမှာမိုးနဲ့သားပါဘာ
တွေတင်ပြီးခဲ့တယ် ဝင်လာကလေးကဒီစက်ပြင်နဲ့အလုပ်တော့ပဲဝင်လာတာဖြစ်တဲ့တော့ဝါသနာနဲ့ဝမ်းသာမျှတဲ့တော့အကုန်လုံးကတော့သင်ယူဖြစ်ပါတယ် ဒီရှင်းတဲ့အတွင်းမှာမိတ်နိုင်ဆုံးအခန်းကြီးရပါတယ် အကုန်နဲ့ခီးသွားတဲ့ချိန်တွေပေါ့ မှန်တယ်နော်ဟုတ်လို့လား ဟိုဟာပထမဆုံးတစ်ခုကအကုန်နဲ့ခီးသွားတဲ့ချိန်ဒုတိယတစ်ခုကတော့မယူသနာနဲ့စုံသီးရတဲ့ချိန်ပေါ့ အတိုင်းအနေနဲ့ဒီမူနဲ့တောင်မှမှတ်တရလေးမှာဖြစ်မယ်ဗျာ ငွေဆောင်သွားတာပေါ့ ပြုံးလားလူဆောင် ပျော်တယ်ရှမ်းပျော်ပြီ အကုန်လုံးကတော့အမှတ်တရရေးကြီးပါပဲ ငွေဆောင်သွားရင်ထမင်းငတ်ခဲ့ရတာ ကျွန်တော်ဒီရုံရောက်ကြတဲ့လည်းအမှတ်တရဆိုတော့ကိုမွေးနေပေါ့ပြီးတော့အမမွေးနေပြီးတော့ငွေဆောင်သွားတဲ့ခီးဒါပါဟုတ် အဲ့တော့ကျွန်တော် cheers လုပ်